ဖြစ်ပါတယ်ဒါဆိုရင်ဒီမှာအောင်မြင်တော့ပြီဆိုတာကိုသူတို့ပြမှာဖြစ်ပါတယ်နော် message တစ်ခါတည်းမိဖုန်းလေးကို message ဝင်လာတာဖြစ်မှာဒါဆိုရင်ဒီမှာ download share နဲ့လည်းမင်္ဂလာပါtechnical point ရှင်ဒီမှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ရှင်းလောက်မယ့်အကြောင်းအရာကတော့ Gemini AI Pro ကိုကျွန်တော်တို့နိုင်ငံခြားကိုရောက်နေတဲ့လူတွေဆိုရင် Gemini AI Pro ကိုဖုန်းပေးဖြစ်ဘယ်လိုဝယ်ရမလဲဆိုတော့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မှာနိုင်ငံခြားကိုရောက်နေတယ်ဆိုပေမဲ့ဘဏ်ကဲတော့ဘာလို့မရှိဘူးဗျာကျွန်တော်တို့လိုချင်တဲ့ software ကိုဝယ်လို့ရပါတယ်အခုကကျွန်တော် Google AI Pro ကိုဘယ်လိုဝယ်မလဲဆိုတာကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့ဒီမိဖုန်းထဲမှာပါတဲ့ Google Play Store app တွေကိုကျွန်တော်တို့တစ်ချက်ဝင်ရမှာဖြစ်ပါတယ်ဒီ app ကိုဝင်ပြီးပြီဆိုရင် search bar ကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်search bar မှာအပေါ်မှာပါရိုက်မလဲဆိုရင်ကျွန်တော်တို့ Google One ဆိုပြီးကျွန်တော်တစ်ချက်နှိပ်ပြီးမှရှာလိုက်ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာနံပါတ်1ပုံစံမျိုးနဲ့ Google One ဆိုတာကိုကျွန်တော်ကတော့ install လုပ်ပြီးဖြစ်တဲ့အတွက်ကြောင့် install မလုပ်ရသေးဘူးဆိုရင်မရှိလို့အနေနဲ့လေဒီဟာကို install လုပ်လိုက်ပါလုပ်လိုက်ပြီးဆိုရင်ဒီလိုအခုကျွန်တော်မှာပြထားတဲ့ပုံစံမျိုးပေါ်နေမှာဖြစ်ပါတယ်ပေါ်နေပြီဆိုရင်ဒီ open ကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်ဒီနေရာမှာကိုဝေရှင်တဲ့ဟာကိုတေချာလေးဖတ်ကြည့်ဖို့နော်ဒီနေရာမှာဘာလဲဝေဒီနေရာမှာတော့ဘယ်လိုစေတော့သူတို့ကဒီ Google One အကျုပ်ကိုရှင်းပြထားတာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကနေဒီမှာ upgrade ဆိုတာကိုတစ်ချက်နှိပ်လိုက်ရမှာဖြစ်ပါတယ်နှိပ်လိုက်ပြီဆိုရင်ဒီအချက်လိုက်ကြားလာအောင်မနော်ဘယ်လိုဝယ်ရမလဲတစ်လောက်ကိုဘယ်လောက်ဝယ်ရမလဲကျွန်တော်ကအခု Google ရဲ့ Pro ကိုဝယ်မှာဖြစ်ပါတယ်နော် Google AI Pro ကိုဝယ်မှာဖြစ်ပါတယ်ဒါကတော့မြန်ပွားဖို့မလင့်ဝင်ဆိုရင်69ကျပ်ဒါသမား69ပြကြတာပေါ့နော် Google AI Pro ကိုကျွန်တော် cast tag ကိုရှင်းလိုက်မယ်ဒီမျိုးပေါ်လာမှာဖြစ်ပါတယ်ဒီနေရာမှာမိမိကိုသုံးတဲ့ silicon ဘုံတို့ DJ ဆိုဒီနေရာမှာပေါ်လာမှာဖြစ်ပါတယ်နော်စင်ကနှစ်ခတ်ဆိုရင်ထိထားရင်လည်းတော့မှာကိုရှိတဲ့ပတ်စံရှိတဲ့စင်ကကိုဒီနေရာမှာရွေးပေးရမှာဖြစ်ပါတယ်နော်ဒီ silicon ဆိုတဲ့နေရာမှာဒါဆိုရင်ဒီမှာဘုံတို့တစ်လောက်ကို69ကျပ်ကြာမယ်လို့သူကတခါလေးရေးပြီးသားဖြစ်ပါတယ်အဲဆိုရင်အကုန်လုံးပြီးပြီဆိုရင်ဒီမှာ subscribe ကို share နှိပ်လိုက်မှာဖြစ်ပါတယ် subscribe နှိပ်လိုက်ရင်ကျွန်တော်ရဲ့ဘုံတို့ဒါတော့လက်ွယ်တော့တာပေါ့ဒါဆိုရင်ကျွန်တော်တို့ကတခါလေးဝင်နေတာဖြစ်ပါတယ်နော်နားလေးဆုံးပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာအောင်မြင်တော့ပြီဆိုတာကိုသူတို့ပြမှာဖြစ်ပါတယ်နော် message တခါလေးမိဖုန်းလေးကို message ဝင်လာတာဖြစ်မှာဒါဆိုရင်ဒီမှာ download share နဲ့လည်းရပြီပေါ့နော်ဖုန်းလေးကိုလည်း